online ကနေငွေလဲရှာခြင်းနဲ့ဒီ movie recap တစ်ခုတည်းကိုပဲအားကိုးနေမယ်ဆိုရင်တော့မရသေးဘူးဗျဒီအချက်လေးတွေတော့သိဖို့လိုတယ်ဘာလဲဆိုတော့ကျွန်တော်တို့ဒီ online ကနေငွေရှာမယ်ဆိုရင်ကျွန်တော်တို့ monetization လမ်းကြောင်းကိုသွားမယ်ဆိုရင်ကျွန်တော်တော်များများတော့ဟိုပါဖြစ်တယ်ဗျဒီအလွယ်ပေါ့နော်အလွယ်ဆိုတာဒီအခုခေတ်တည်းကလည်း movie recap လုပ်တဲ့ရင်ဘယ်နှစ်ဒေါ်လာတောင်ဝင်နေပြီဘယ်လိုပတ်စံရတာဆိုတော့မလုံးတွေအောင်မှာပြည်နေတော့မရဘူးမဟုတ်ပါဘူး movie recap ကနေရတယ်ဒါပေမဲ့ဒီ movie recap ဆိုတာကျွန်တော်ဇာတ်ကားတွေကိုမှပြန်ပြီးတော့လုပ်ရတယ်ဗျာတည်တယ်တကယ်တမ်းကျတော့ဒီလက်တွေ့ဘဝဟာမျိုးခံစားချက်မျိုး file မျိုးမရစေဘူးဗျာဇာတ်ကားကြိုက်တဲ့သူတွေကတော့ရက်ကြည့်သွားလိမ့်မယ်စိတ်ဝင်စားတဲ့ကောင်းတဲ့အခန်းလေးတွေကိုတင်နိုင်တယ်ဆိုရင်တော့ရက်ကြည့်သွားလိမ့်မယ်ဒါပေမဲ့တခုရှိတာကျွန်တော်တို့ဒီကောင်တွေတက်ကိုပို့ပြီးတော့မိုက်တာဒီလိုမျိုးဗီဒီယိုတွေကျွန်တော် channel လေးတစ်ခုတွေ့ထားတာလေးပြချင်တာပါအဓိကဒီ viral ပါလည်းမသိဘူးနော်အဲဒီနာမည်လေးနဲ့ပေါ့ဗျာဒီနာမည်လေးနဲ့အဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာဘာတွေတင်လာလဲဆိုတော့ဒီ channel လေးကသူကဒီမှာဗီဒီယိုလေးကဘယ်နှပုတ်မှမရှိသေးဘူးပုတ်30လောက်ပဲရှိတယ် subscriber ဟိုကနေအဓိကသူ့ကိုပြချင်တာသူ့ရဲ့ဗီဒီယိုရဲ့ view တွေ subscriber တွေကိုမဟုတ်ဘူးဗျဘာကိုပြချင်တာလဲသူ့ရဲ့ဒီ content creation ပိုင်းပေါ့နော်ဘာတွေကိုဟိုဟာဖြစ်လဲဆိုတာတွေကိုပြချင်တာဆိုတော့ကျွန်တော်တစ်ပုတ်လောက်တော့ကြည့်လိုက်မယ်Ever seen an otter juggling rocks? Wait until you... In the world of seafood, precision is everything. But how do you handle fish that weigh hundreds of pounds and are frozen solid? These massive frozen tuna are prepared for cutting with the help of advanced technology. Machines designed to slice through the toughest fish with flawless accuracy. The process begins with powerful... ဆိုတော့ဒါ knowledge sharing ပုံစံမျိုးပဲဗျသိလားအသိပညာ sharing ပုံစံမျိုးပဲဒီဟိုဟာတွေပေါ့နော်ဒါတွေကဘယ်လိုတွေထုတ်လုပ်တယ်ဘာညာဘယ်လိုပြုလုပ်တယ်ဘယ်လိုဖန်တီးတယ်ဆိုတဲ့ဟာတွေကိုပြတယ်ဒါလည်းကျတော့ဇာကားကြိုက်တဲ့လူ In the world ဒီကအပြင်လက်တွေ့ဘဝလူတွေရောမြင်လိုက်တာနဲ့စိတ်ဝင်စားပြီဆိုတာနဲ့ရက်ကြည့်သွားမယ်niche မျိုးပေါ့နော်ရက်ကြည့်သွားမယ် niche မျိုးဒီ Why is this guy cutting open a fish and တကယ်ဟိုစူးစမ်းရှာဖွေတဲ့သဘောတွေပေါ့ဗျာဒီကောင်တွေကတော့ဘယ်လိုရှိတယ်ဘာတွေကတော့ဘယ်လိုတကယ်ဟိုဟာမျိုးတွေပေါ့ What if the death of ဒီမှာဘယ်လိုပြောရမလဲကျွန်တော် movie recap တော့မဟုတ်ဘူးဗျာဒီလက်ဒီ the biggest creature ညာစမကလာဒီထုတ်လုပ်တဲ့အကြောင်းတွေငါးတွေ Why is this guy cutting open a in the world of အစားအသောက်ကုန်တွေဘယ်လိုထုတ်လုပ်တယ်ဘယ်လိုဒီထုတ်လုပ်မှုတွေပိုင်းတွေပေါ့ဒီလိုပိုင်းတွေကိုမှသူကဒီလိုမျိုး transcript လေးနဲ့ seafood သူကအင်္ဂလိပ်စကားပြောလေးနဲ့အဲ့ဒါအောင်မှကျွန်တော်တို့က movie recap ကြီးပဲမလုပ်နဲ့ဆိုတာဘာလို့ပြောလဲဆိုတော့ဒီလိုကောင်မျိုးတွေကို movie recap လိုပဲပြန်လုပ်လို့ရတယ်ဘယ်လိုလုပ်လို့ရလဲဆိုတော့ movie recap လုပ်တာလည်းကျွန်တော်အင်္ဂလိပ်စကားပြောတဲ့ကောင်တွေကိုပဲ transcript ယူတယ်မြန်မာစာတန်းထိုးတယ်ပြီးတော့ပြန်တင်ရတာပဲဒီလိုပဲအတန်တွေပါသွင်းပြီးတော့ပြန်တင်ရတာပဲအတူတူချင်းဟိုမှာကျွန်တော် This dog might ဒီလိုဟာလေးတွေလက်တွေ့ဘဝဟာတွေပေါ့လက်တွေ့ဘဝအခန်းကဏ္ဍပုံစံမျိုးလေးတွေပေါ့ Ever seen an otter အဲ့ဒါလေးတွေကိုကျွန်တော်တို့ကပြန်တင်ပေးမယ်ဆိုပို့ပြီးတော့ rich လည်းကောင်းနိုင်တယ်နောက်ပြီးတော့လူစိတ်ဝင်စားမှုလည်းပိုရ in the world ဒီမှာကျွန်တော်ပြောချင်တာဒီ channel မှာမဟုတ်ဘူးเนาะဒါမျိုးလေးတွေကိုတခြားမှလည်းအင်္ဂလိပ်စကားပြောလေးနဲ့တင်တာရှိတယ်ဒီထက်စိတ်ဝင်စားစရာကောင်းမဲ့ဟာတွေဗျာကို idea ရှိတယ်လို့ရှာတတ်ဖို့ပေါ့เนาะရှာတတ်ရင်တော့တွေ့လိမ့်မယ် source အကောင်းသားတွေပေါ့ဒီဘယ်သူမှဒီလိုမျိုးဆိုရင်ကျွန်တော်မြန်မာနိုင်ငံထဲမှာဆိုလုတ်တဲ့လူနေတယ်ဒီလိုဟာလေးတွေကိုမြန်မာလိုပြန်ပြီးပြောတဲ့ဟာတွေဗျာလုတ်တဲ့လူနဲတယ်လို့ပြောလို့ရတယ်ဗျာသိလားမရှိတဲ့တော့ပဲကျွန်တော်တခါမှတော့မတွေ့ဘူးဒီလိုကောင်မျိုးလေးတွေဖန်တီးပြီးတော့ကျွန်တော်တို့မြန်မာလိုဘာသာပြန်ပြီးတော့ဗောနော်မြန်မာလိုဘာသာပြန်စကားပြောလေးထည့်ပြီးတော့ movie recap လုပ်တယ်လို့ပဲလုပ်လို့ရှိရင်လည်းအဆင်ပြေတဲ့နေရာမှာပါတယ်ဗျရေရှည်အတွက်ဆိုရင်တော့ဒီမှာဗီဒီယိုကအပုတ်30လောက်ပဲရှိတာဆိုတော့အဆင်မပြေဘူးဆိုတော့ဒီလိုပုံစံမျိုးတွေကိုမှကျွန်တော်တို့ကတခြားနေမှာလိုက်ရှာလို့ရတယ်ဘယ်လိုဟိုဟာဖြစ်ရလဲဆိုတော့ဗျာဒီလိုပဲဒီတပုတ်စာနဲ့ပေါ့ဒီ short မှာပေါ့လိုက်ရှာလို့ရတယ်ဒီဒါတော့ဒီ channel တဲ့ဟာပေါ့နော်ဒီ channel တဲ့ဟာပေါ့ကိုယ့်ကိုဒီမှာရိုက်ရှာမှာပေါ့ဗျာနော် YouTube ရဲ့ site ပါမှာကိုယ့်ကိုလိုက်ရိုက်ရှာဖို့ပို့ရှာခြင်းတဲ့အကြောင်းအရာဘာလို့နီးညာလုံးနီးဘယ်လို technology လားဘာလဲဒါပေမဲ့စောက်လို့ရေးပိုင်းလားဘယ်လိုလဲဒီအချက်ပြုတ်ပိုင်းလားပြောအချက်ပြုတ်ပိုင်းလားပေါ့နော်ဒီလိုမျိုးတွေအမျိုးမျိုးရှာပြီးတော့ကျွန်တော်တို့ညံကွန့်ပြီးတော့ဗျာရှိတယ်လို့လုပ်လို့ရတယ်ဒီ content creation လုပ်တယ်လို့ပဲသဘောထားလိုက် movie recap လုပ်တယ်ဆိုတာယူမေ့ထားလိုက်အဓိကလူစိတ်ဝင်စားပြီးတော့ကိုဗီဒီယို viral ဖြစ်ဖို့ပဲနော်ဒါပေမဲ့ရိုင်းစမ်းနေတော့မသုံးနဲ့ပေါ့ဗျာဗီဒီယိုအစမှနေအစဲအဆိုနဲ့စလိုက်လို့ရှိရင်လူတွေရက်ကြည့်သွားမယ်ဆိုတဲ့ပုံစံမျိုးအဲ့လို attention မျိုးဘယ်တော့မှမယူပါနဲ့ quality content ကောင်းကောင်းကိုဖန်တီးပါ movie recap မလုပ်နိုင်ဘူးဆိုလဲဒီလိုမျိုးအကြောင်းအရာလေးတွေကိုဘာသာပြန်ပြီးပြန်တင်တာတွေလုပ်ပါ movie recap လုပ်နေဆိုလဲကျွန်တော် A to Z သင်ခန်းစာလေးသင်ပေးထားပါတယ်ဗျာမနေ့ကတော့
အဲ့ဒါကိုတွားကြည့်ပြီးတော့ movie recap လုပ်ချင်တဲ့လူတွေလုပ်လို့ရတယ် movie recap လုပ်နည်းနဲ့တပုံစံနဲ့ပဲဒီကောင်ဘာမှမခတ်ဘူးဟိုက movie ဒါကကျတော့တခြားလက်တွေ့ဘဝအပိုင်းအစလေးပေါ့ဗျာအခိုက်အတန့်လေးတော့ဘာလုံနည်းညာလုံနည်းလေးအဲ့ဒါလေးတွေကိုပြန်ပြီးတော့ဘ ഹു တုအနေနဲ့ပြန်တင်တယ်ဆိုလဲလူစိတ်ဝင်စားမှုများတယ်ဗျာသိလားနော်ကျွန်တော်ဒီနေ့ပြောချင်တာအဲ့ဒါလေးလာပြောချင်တာဗျဒါကတော့ကျွန်တော်ဒီမျိုးလုံးအောင်မမြင်တဲ့ channel လေးကိုပဲထောက်ပြီးတော့ပြသွားတာပေါ့နော်အမှန်တကယ်ကဒီတချို့တွေးတတ်တဲ့လူဆိုရင်လည်းဒီလို channel မျိုးတွေအများကြီးလိုက်ရှာတာမယ်ရှာလိုက်ပြီးဒီလိုဟာတွေပဲပြန်ပြောင်းလုပ်ကြည့်မယ်ဆိုတဲ့အတွေ့အမျိုးလည်းခေါင်းနဲ့ဝင်နေလောက်ပြီဗျာသိလားအဲ့တော့ကျွန်တော်ပြောချင်တာကဒီ movie recap တစ်မျိုးတွေကပဲကိုယ် monetize လုပ်ပေးနိုင်တာမဟုတ်ပါဘူးကိုယ် content ပေါက်ပြီးတော့အဓိကလူစိတ်ဝင်စားမှုများဖို့ပါအဲ့ဒါ movie recap တခုတည်းကများတာမဟုတ်ပါဘူးဒီလို content မျိုးလေးတွေလုပ်လို့ရတယ်နည်းအားဖြင့်ကျွန်တော်ဟို discovery ပုံစံမျိုးဗျဒီ anime တိရစ္ဆာန်လေးအကြောင်းတွေကိုစကားပြောတာတွေလည်းကျွန်တော်ဖန်တီးပြီးလုပ်ရင်လုပ်လို့ရတယ်ဒါပေမဲ့အဲ့ကောင်တွေက copyright ကျမ်းပါတယ်ဗျဆိုတော့နည်းနည်းဒီလိုကောင်လေးတွေလည်းလုပ်လို့ရတယ်နော်ကျွန်တော်တို့ idea ရှိသေးလို့ဗျာဒီ content creation ပိုင်းဟုတ်လားလူစိတ်ဝင်စားအောင်လည်းလုပ်လို့ရတယ်ကိုလုပ်လိုက်တဲ့ content quality ဆန်နေရမယ်အကောင်းအရေးသွေးမြင့်နေရမယ်လူတွေကိုအကျိုးပြုနေတာဖြစ်ကမယ်ဟိုမှာဘာလုပ်နည်းဆိုဒီကောင်လေးကတော့ဘယ်လိုလုပ်လို့ရတယ်ဆိုတော့ဘဝတုတ္တရတမျိုးပေးနိုင်ရမယ်ဒါမှမဟုတ်နောက်တစ်ခေါက်လူတွေကကိုယ့် channel ကိုလာကိုယ့် channel ကတင်တာတွေကိုကြည့်ကျင်သွားတဲ့ဤပညာပိုင်းမျိုးတွေပေါ့ဗျာပုံစံမျိုးတွေပေါ့ကိုယ့် channel ကတော့ဘာတွေအကျိုးရှိအောင်တင်ပေးနေတဲ့ပုံစံမျိုးတွေဒီလိုလူတွေကိုအကျိုးရှိအောင်တင်ပေးတော့လူတွေကတော့သူတို့နောက်ကြည့်ကျင်လို့ခါကြရင်ကျွန်တော်တို့ follow လုပ်ပါမယ်နော်အဓိကကိုယ် quality content တွေတင်ဖို့လိုမယ် consistent ဖြစ်တင်ဖို့လိုမယ်ဒီနေ့တင်မနေ့ဖြတ်မတင်ဒီနေ့တင်ရင်လည်းချိန်တင်နောက်နေ့တင်ရင်လည်းချိန်တင်ဒါမျိုးတွေလည်းလုပ်လို့မရပါဘူး creator တော်တော်များများလည်းပြောမှာပါသိမှာပါဒီနေ့6နိုင်လောက်တင်နောက်နေ့လည်း6နိုင်လောက်တင်မှာတစ်ပတ်နှစ်ပတ်လောက်ဒီလိုပဲစမ်းတင်မှာအဆင်မပြေနောက်တဲ့အချိန်ပြန်ပြောင်းမှာဒီလိုမျိုးလေးပဲအတွေ့အကြုံကယူရမှာဗျလုံရင်းနဲ့မှတက်မှာနော်အခြေခံဆိုတာလေအခြေခံသဘောတရားတော့ကျွန်တော်လုပ်ဒီ level လေးတိုးဝင်မယ်ဆိုရင်ဝုန်းဝင်းနဲ့ထိုးဝင်ပလိုက်ဘာမှမတွေးနေနဲ့တွေးနေလို့ရှိရင်ရှေ့ဆက်ဖြစ်မှာမဟုတ်သိလားနည်းနည်းပေါ့ဗျာကိုကအခုအလုပ်တစ်ဖက်နဲ့ဒီဘက်တွေကိုအချိန်မပေးနိုင်ဘူးစလည်းလုပ်ချင်နေတယ်အဲ့လိုဆိုရင်တော့ကိုထမင်းစားချိန်လေးမှာထမင်းစားပြီးသွားလို့ရှိရင်9မိနစ်လောက်10မိနစ်လောက်ပဲအချိန်ရအောင်ရတဲ့9မိနစ်10မိနစ်ကိုလေ့လာရင်လေ့လာမလေ့လာရင်စလုပ်ဖို့အတွက်ဗီဒီယိုတစ်ပုတ်လုံးမပြီးသွားရင်နေပြီစီဗီဒီယိုတစ်ပုတ်ထဲမှာလိုအပ်မယ့်အချက်လက်လေးတွေကိုရှာတာတို့ဘာလို့လုပ်ထားလိုက်ညနေအိမ်ကိုလောက်ကနေပြန်ရောက်လို့ဆိုအဲ့ဒီအချိန်မှာဒီရှာထားတဲ့အချက်လက်လေးတွေနဲ့နောက်တော့ထပ်ရှာတရားရှိတဲ့အချက်လက်တွေကိုရှာဗီဒီယိုလေးလုပ်ပြီးညနေဆောင်လေးမှာဗီဒီယိုလေးတစ်ပုတ်တင်ဒါဆိုတနေ့တစ်ပုတ်လောက်တင်သွားရင်တော့အစချင်းမှာလုံမာပဲလုံးမဲ့လူတွေတွေပြောတာပါအဲ့လိုလုပ်သွားရင်တော့မှဒီနေ့တိုင်းတင်သွားမယ်ဆိုရင်တော့မှအဆင်ပြေပါတယ် creator တယောက်ဖြစ်လာနိုင်ပါတယ်ဗျဆိုတော့ကျွန်တော်ပြောချင်တာကတော့ဒီနေ့မှာဒီလောက်ပါပဲဗျဒီလိုအကြောင်းအရာတွေလည်းတင်လို့ရတယ်ဆိုတော့အသိပညာလေးလာမျှဝေတာပါအတွေ့အကြုံတစ်ခုရသွားရင်ဖြစ်ဖြစ်ကျွန်တော်အကျိုးရှိရတင်ပြီးလို့ပဲဖြစ်ဖြစ်ကျွန်တော်အားပေးခြင်းလို့ပဲဖြစ်ဖြစ် page လေးတွေ Telegram channel လေးတွေ YouTube channel လေးတွေကို subscribe လုပ်ထားနိုင်ပါတယ် follow ထားနိုင်ပါတယ် join ထားနိုင်ပါတယ်ဗျကျွန်တော်ကတော့တန်စင်ပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်ဒီလိုအကျိုးရှိတဲ့ဟာတွေကိုကျွန်တော်ထပ်ပြီးတော့မျှဝေသွားပါအောင်မယ်နောက်ထပ် tutorial တွေလည်းအများကြီးလာပါအောင်မယ်ဗျစောင့်ကြည့်ပေးကြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ